မင်္ဂလာပါခင်ဗျာကျွန်တော်အတန်းဝင်းပါကျွန်တော်အမျိုးသမီးတော်ရေးတည်တာပါကျွန်တော်တို့နှစ်ယောက်ကကျွန်တော်သမီးအေဂျူကျူပေါင်းနဲ့ကျွန်တီရဲ့ဦးလေးနဲ့အတော်တွေဖြစ်ပါတယ်ကျွန်တော်သမီးနဲ့ကျွန်တော်တူက SPS မှာကျောင်းတက်နေကြတဲ့ကျောင်းသားနဲ့ကျောင်းသူဖြစ်ကြပါတယ်ခင်ဗျာကျွန်တော်သမီးက SPS မှာ join ပြီးသွားတဲ့အခါမှာဆရာဆရာမတွေကလည်းသင်ပြမှုထောက်ပံ့ပေးမှုအရန်ကိုကောင်းပါတယ်သမီးက biochemistry ကိုဝါသနာပါတဲ့အတွက်ကြောင့်မလို့ English, Maths, Chemistry, Bio ယူလာပါတယ်ကလေးက school activities တွေမှာလည်း participation လုပ်ရပါတယ်အဲ့တော့သူ့အသက်အရွယ်နဲ့သူလုပ်ရတဲ့ participate လုပ်ရတဲ့ activities တွေကြည့်လို့ရှိရင်အရန်ကိုမှကျွန်တော်ဝမ်းသာပါတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်ဒီလိုအခွင့်အရေးမျိုးမရနိုင်ခဲ့ဘူးပေါ့နော်အခုသူတို့ကျွန်တော်သမီးအသက်အရွယ်ငယ်ငယ်လေးနဲ့ဒီလိုအခွင့်အရေးမျိုးတွေရနေတာကျွန်တော်ဖေတယောက်နေနဲ့အရန်ကိုဝမ်းသာပါတယ်ဂုဏ်ယူရပါတယ်ပြီးတော့သမီးကဘိုင်ယိုကိုစိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့ဘိုင်ယို Olympics ပြိုင်ပွဲကိုလည်းဝင်ပြိုင်ပါတယ်အဲဒီဝင်ပြိုင်မှုအတွက်ကိုလည်းပဲဆရာဆရာမတွေကလည်းအကုန်လုံးပြောပေးတာပေါ့နော် initialize လုပ်ပေးတာပါဒါ organize လုပ်ပေးတာပါလိုအပ်တဲ့အထောက်ပံ့တွေလည်းအကုန်ပေးပါတယ်အဲဒါကြောင့်မလို့သမီးကအဲဒီဘိုင်ယို Olympic ပြိုင်ပွဲမှာဘိုင်ယိုမှာ bronze award ရခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်ကပါမြန်မာကျောင်းသားတွေအတွက်international school တွေတက်မယ်လို့စဉ်းစားလို့ရှိရင် SPS ကတော့အသင့်တော်ဆုံးကျောင်းဖြစ်တယ်လို့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် SPS ကျောင်းမှာမြန်မာကျောင်းသားတွေအတွက်အခွင့်အရေးတွေလည်းအများကြီးရှိပါတယ်။မြန်မာလိုလည်းပဲစုံစမ်းလို့ရပါတယ် page မှာပဲဖြစ်ဖြစ် Viber မှာပဲဖြစ်ဖြစ်လိုအပ်တာမှန်သမျှအသေးစိတ်ကိုစုံစမ်းလို့ရပါတယ်။တေချာစိတ်ရှိလက်ရှိနဲ့လည်းဖြည့်ပေးပါတယ်။ပြီးလို့ရှိရင်ဒီကျောင်းသားဗီဇာကိစ္စတွေဘာညာနားမလည်တာရှိရင်လည်းစိတ်ပူစရာမလိုပါဘူး။ကျောင်းကနေအကုန်လုံး supporting လုပ်ပြီးတော့ဗီဇာကိစ္စတွေအဆင်ပြေအောင်ဆောင်ရွက်ပေးပါတယ်။ဒါကြောင့်မလို့ SPS ကျောင်းကိုဆက်သွယ်ပြီးတော့မြင်းမြန်းစုံစမ်းပါလို့အသင့်တော်ဆုံးကျောင်းတစ်ကျောင်းဖြစ်ပါတယ်လို့ပြောချင်ပါတယ်ရှင်။အမေနိုဝင်ဘာ10ရက်နေ့မှာ SPS မှာ open house ရှိပါတယ် open house ဆိုတဲ့ဥစ္စာကဒီမှာကျောင်းနဲ့ပတ်သက်တဲ့ information တွေကိုတော့ဒီမှာလာပြီးတော့မေးလို့ရပါတယ်လိုလိုလည်းမေးလို့ရတယ်ဒီမှာကျွန်တော်တို့ဆိုလို့ရှိရင်လည်းအဲ့လိုပဲ open house ဒီမှာလာပြီးတော့အဲ့ဒီကနေ information တွေပဲကြားတာပေါ့နော်ဆရာဆရာမတွေအကုန်လုံးတွေ့ရပါတယ်သိချင်တဲ့ဥစ္စာတွေအကုန်လုံးမေးလို့ရပါတယ်မြန်မာ coordinator လည်းရှိပါတယ်ဒါကြောင့်မလို့ one meal welcome မှာကျွန်တော်တို့ SPS ကျောင်းကနေကြိုးဆိုပါခင်ဗျာခုဗီဒီယိုလေးကြည့်ပြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်